တစ်ပါဗျာအုပ်စုတစ်မေကုနံပါတ်1ယဟန်ချမ်းသာသမဏဒုက္ခ8ပါးကိုဖြည့်ဆို့ပူဇော်ပါဥစ္စာစုဆောင်သိပြမှုရှိဥစ္စာစုဆောင်သိပြမှုရှိခြင်းအပြည့်ကင်းသောဆုံးကိုရှာမိခြင်းရင်ပြီးသောဆုံးကိုသုံးရခြင်းရင်ပြီးသောဆုံးကိုသုံးရခြင်းတန်ကြီးအခွန်အာဏာကိုညဉ့်သက်နေပဲအရှင်းမရှိခြင်းညဉ့်သက်နေတဲ့မှုမရှိခြင်းအစာမှုလို့နိုင်တမန်မှုဆန္ဒရာကကင်းခြင်းခုသူတို့ဤလူရခုသူတို့ဤဘေးရန်မှလူရမှုကင်းခြင်းခုသူတို့လူရန်မှဘေးရန်မှကင်းခြင်းမေတို့ရတာနဲ့ဆက်ဆံမှုမရှိရခြင်းအရက်လေးညနာမှတားသည့်ပိတ်ပင်မရှိရခြင်းတို့ဖြစ်ပါရဲ့ဗျာမေကုနံပါတ်2နိဗ္ဗာန်သွားရာယထာရှိ9စီးဟုတင်စားရသည့်ဝိသုဒ္ဓိ9ပါးကိုမှန်ကန်စွာဖြည့်ဆို့ပူဇော်ပါသီလဝိတ္တုသီလသင်ခြင်းဉာဏ်စိတ်တဝိတ္တုစိတ်စီတည်ခြင်းဒိဋ္ဌိဝိတ္တုအယုံကြည်ခြင်းကိဟဝိတ္တနာဝိတ္တုကိဟဝိတ္တနာဝိတ္တုယုံမာမလူမြောက်ရှင်းကိုတည်တော်ဉာဏ်ကိဟဝိတ္တနာဝိတ္တုမက္ကညာနာတဏဝိတ္တုမန္တခဏ၄ပါးကိုသိရှိတော်ဉာဏ်အခါပြီးတော့ပရိပဒညာနာတဏဝိတ္တုဝိပဿနာဉာဏ်9ပါးကိုစင်ကြယ်စွာတည်တော်ဉာဏ်အညာနာတဏဝိတ္တုမလက္ခဏာ၄ပါးကိုမလက္ခဏာ၄ပါးကိုပန်းရှားရတည်တော်ဉာဏ်ဖြစ်ပါရဲ့ဗျာမေကုနံပါတ်3ဝိဇ္ဇာဉာဏ်8ပါးကိုမှန်ကန်စွာဖြည့်ဆို့ပူဇော်ပါအေဒီဝိဒဉာဏ်ဘိုးညွညွခံနေနိုင်တော့ဉာဏ်မနောမိယိတိဉာဏ်စိတ်သွားတိုင်းကိုပါနိုင်တော့ဉာဏ်ဒိဗ္ဗသောတာဉာဏ်နတ်တို့နာကဲသူကြားနိုင်တော့ဉာဏ်ပရသိတဝိသကနာဉာဏ်သူတစ်ပါးဤစိတ်ကိုပန်းရှားရတည်တော့ဉာဏ်ဥပ္ပိနိဝါဒဉာဏ်ရှိမှရှိသူတော်ခဏစဉ်ကိုအောင်မေးသိနိုင်တော့ဉာဏ်ဒိဗ္ဗစကုဉာဏ်နတ်တို့ဉာဏ်စီကဲသို့မြင်နိုင်တော့ဉာဏ်ဝိပဿနာဉာဏ်လက္ခဏာ3ပါးတင်ခဏကိုဤလက္ခဏာ3ပါးတင်၍သိမြင်နိုင်တော့ဉာဏ်အတောခေယဉာဏ်အတောခေယဉာဏ်အသောတရားကုန်ဟန်ခြင်းအရဟတမဉ္ဇဉ်လို့ဖြစ်ပါဗျာမေကုနံပါတ်4သင်္ကန်းလူရခြင်းအကျိုး9မျိုးကိုဖြည့်ဆို့ပါအဝိဇ္ဇာစင်းရဲ့အဝိဇ္ဇာတို့ရဲ့အတွက်ဆိုရင်ကြောင်းကြမှုမရှိအဝိဇ္ဇာတို့ရဲ့အတွက်ဆိုရင်ကြောင်းကြမှုမရှိခြင်းဝိထေတို့ရဲ့ဆိုရင်ကြောင်းကြမှုဝိထေတို့ရဲ့ဆိုရင်ကြောင်းကြမှုမရှိခြင်းဝိထေတို့ရဲ့ဆိုရင်ကြောင်းကြမှုမရှိခြင်းရုပ်စင်းကိုရောင်အစင်းဝါဝင်ခြင်းခန္ဓာကိုယ်ရောင်ဝါထွန်းလင်းခြင်းခန္ဓာကိုယ်ရောင်ဝါထွန်းလင်းခြင်းအဲ့တဏှာတွင်သက်ဗျာနေတွေ့၍အိဘိတ်ကိုရန်ဖြစ်ရှင်းမေကုနံပါတ်5သေမင်းကြော့ကွင်းမှမလွန်မြောက်နိုင်ဟုဟောကြားထားပြီးအဘဲကြောင့်ပရိတ်ကိုထဟောရပါသနည်းရှင်းလင်းဖြေဆိုပါပေးရန်တရားဒီအသက်ငယ်ရွယ်သူအရွယ်ကောင်းသူကျင်သာတဲ့တရားကံမကင်းလို့သူတို့ကိုအကျိုးရရှိသည်ပါမြေဥပမာအနေနဲ့ပြောရရင်အသက်မရှိအသက်တည်သွားတော့ပြင်ကိုရေလောင်းပေါင်းနေပြီးရေလောင်းပေါင်းနေတာကအသက်ရှင်နေမှာဟုတ်အသက်ရှင်တော့ပြင်ကိုဒါရေလောင်းပေါင်းနေပြုလို့ပါကစိမ့်လန်းဝိဇာလီမြည်ချစ်ပါမည်
ရပါပြီ